အသက်30ဆိုတာလူငယ်ဘဝကနေလူလားမြောက်တဲ့အဆင့်ကိုကူးပြောင်းသွားတဲ့အမှတ်အသားတစ်ခုလို့ပြောလို့ရပါတယ်။ဒီအရွယ်ရောက်တဲ့အခါအတိတ်ကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအတွေ့အကြုံတွေကိုပြန်ကြည့်မိတတ်ကြပါတယ်။ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့အသက်30မတိုင်ခင်တည်ထားတဲ့ဖို့တန်တဲ့သဘာဝသင်ခန်းစာ10ချက်ကိုစုစည်းဖော်ပြပေးသွားမှာပါ။ဒီအချက်လေးတွေကကိုယ့်ဘဝကိုပို့ပြီးအတိတ်ပဲရှိစေဖို့နောက်ထပ်တွေနှဲပါစေဖို့လမ်းညွှန်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။နံပါတ်1ကိုယ့်ရဲ့ပင်ကိုယ်စိတ်ကိုနားထောင်ပါကျွန်တော်တို့အသက်ငယ်ငယ်တုန်းကလူကြီးမိဘတွေပြောတဲ့လမ်းကိုရှောက်မိတတ်ကြပါတယ်အလုတ်ကန်ရွေးချယ်တဲ့အခါမှာလဲတခြားသူတွေလုံနေလို့လူအများလက်ခံထားတဲ့လမ်းကြောင်းမှုလို့လိုက်လျှောက်မိတတ်ကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘိုက်ထဲကအတန်ဒါမှမဟုတ်ကိုယ့်ရဲ့ပင်ကိုယ်စိတ်ကပြောနေတာကိုလှည့်လူမရှိမိဖို့အရေးကြီးပါတယ်ကိုနဲ့မတည့်တဲ့အလုပ်ကိုနဲ့မတည့်တဲ့ပတ်ဝန်းကျင်မျိုးကိုရောက်နေရင်ဒါကကိုယ့်အတွက်မှန်ကန်တဲ့နေရာမဟုတ်ဘူးဆိုတဲ့အချက်ပြတဲ့မျိုးဖြစ်တတ်ပါတယ်ကိုယ့်ရဲ့ပင်ကိုယ်စိတ်ကိုစောစောနားထောင်နိုင်လေလေကိုတကယ်လှုပ်ချင်တဲ့အလုပ်ကိုတကယ်ဖြစ်ချင်တဲ့ဘဝကိုစောစောရောက်နိုင်လေပါပဲနံပါတ်2စွမ်းအင်ကိုငွေကြေးလိုပဲချွေတာသုံးဆွဲပါအသက်20ကျော်ပိုင်းမှာကျွန်တော်တို့ကပင်ပန်းတာကိုခံနိုင်ရရှိတယ်လို့ထင်တတ်ကြပါတယ်အိပ်ရေးပြတ်တာအစားမှန်မှန်မစားတာစိတ်ဖိစီးမှုတွေကြားထဲမှာဆက်လက်လှုပ်ရှားနေတတ်ကြပါတယ်ဒါပေမဲ့စွမ်းအင်ဆိုတာဘက်ထရီနဲ့တူပါတယ်သုံးလီလီကုန်လီလီပါပဲအသက်30ကျော်လာတဲ့အခါငယ်ငယ်တုန်းကမထိန်သိမ်းခဲ့တဲ့ကျန်းမာရေးပြဿနာတွေစွမ်းအင်ချို့တဲ့မှုတွေစပြီးကြုံလာရတတ်ပါတယ်ဒါကြောင့်ကိုအနာပေးတတ်ဖို့မလိုအပ်တဲ့နေရာတွေမှာစွမ်းအင်မဖြုတ်တီးမိဖို့အဲ့ချိန်ကိုဦးစားပေးတတ်ဖို့လိုအပ်ပါတယ်နံပါတ်3မိတ်ဆွေဖွဲ့မှုမှာရင်းနှီးမြှုပ်နှံပါအသက်ကြီးလာလေမိတ်ဆွေစစ်တွေရှားရခက်လေပါပဲအသက်20ကျော်တုန်းကမိတ်ဆွေဖွဲ့ခဲ့တဲ့သူတွေဟာတတာလုံးအတွက်အကောင်းဆုံးမိတ်ဆွေတွေဖြစ်လိမ့်ရှိပါတယ်မိတ်ဆွေဖွဲ့မှုဆိုတာအပင်လေးတွေကိုရီလောင်းရတယ်လို့ပါပဲဂယုမဆိုင်ပဲထားရင်ညှိုးနွမ်းသွားတတ်ပါတယ်ဒါကြောင့်တငယ်ချင်းတွေကိုအချိန်ပေးဖို့သတင်းမင်းမြန်းဖို့အတူတူအချိန်ဖြုံးဖို့မမိပါနဲ့မိတ်ဆွေဖွဲ့မှုကောင်းတွေဟာချစ်ချင်းမြတ်တာထက်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုပုံမလွှမ်းမိုးနိုင်တယ်ဆိုတာသူတေသနတွေကဆိုထားပါတယ်နံပါတ်4ကိုယ်ခန္ဓာကိုယ်ကိုဂယုစိုက်ပါကိုယ်ခန္ဓာဆိုတာကိုယ့်အတွက်အဖို့တန်ဆုံးအရာပါပဲကိုယ်ခန္ဓာကိုယ်ဂယုမစိုက်ပဲထားရင်နောက်တစ်ချိန်မှာပြန်ပြေးရခက်တဲ့ကျန်းမာရေးပြဿနာတွေကြုံရနိုင်ပါတယ်ဒါကြောင့်အခုချိန်ကစပြီးကိုယ်လည်းလေ့ကျင့်ခန်းပုံမှန်လုပ်ဖို့အာဟာရပြေဝအောင်စားသုံးဖို့အရေးပြားနဲ့သွားတွေကိုပါဂယုစိုက်ဖို့အကြံပြုချင်ပါတယ်စတန်ဖို့စစ်ကြောင်းရဲ့လေ့လာချက်တစ်ခုအရအသက်20နဲ့30အရွယ်တွေမှာကိုယ်လက်လှုပ်ရှားမှုနဲ့ရင်နှလုံးရောဂါနဲ့လေပြတ်နိုင်ခြေပိုများတယ်လို့ဆိုပါတယ်အထူးသဖြင့်နေလောင်ကခရွန်လိန်နာကအသားရည်အတွက်အရေးကြီးသောအချက်တစ်ခုပါပဲနံပါတ်5ငွေကြေးစီမံခန့်ခွဲမှုအစောဆုံးလုပ်ပါငွေစုတာကိုစောစောလုပ်လေအတိုးနဲ့တိုးတဲ့ငွေပမာဏ compound interest ကပိုများလေပါပဲလစဉ်ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကိုစုဆောင်းတာရင်းနှီးမြှုပ်နှံတာကအနာဂတ်အတွက်လုံခြုံမှုကိုဖန်တီးပေးပါတယ်အသက်30မတိုင်ခင်ငွေကြေးအလေးထားကောင်းတွေမရှိသေးရင်နောက်ပိုင်းမှာပိုပြီးခက်ခဲတတ်ပါတယ်ကိုတကယ်လိုအပ်တာနဲ့ကိုသာလိုချင်တဲ့အရာကိုခွဲခြားတတ်ဖို့လည်းအရေးကြီးပါတယ်နံပါတ်6ကိုဆက်လက်သင်ယူပါသင်ယူခြင်းကိုရက်တက်မထားပါနဲ့နေ့စဉ်နဲ့အမျှသင်ယူနေမှုဟာ10နှစ်20ကြာတဲ့အခါကြီးမားတဲ့ကွာခြားချက်ကိုဖန်တီးပေးပါတယ်ပညာရဲ့အသစ်တွေသင်ယူတာကျွမ်းကျင်မှုအသစ်တွေမွေးမြူတာကကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပေးရုံသာမကဘဝမှာပုံမူလိုက်ရောညီထွေရှိအောင်လဲကူညီပေးပါတယ်ခေါင်းစဉ်တွေထက်ကျွမ်းကျင်မှုတွေကပိုအရေးကြီးပါတယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုအဆင့်မြင့်တင်နေမှသာအနာဂတ်အပြောင်းအလဲတွေကိုရင်ဆိုင်နိုင်မှာပါနံပါတ်9လူတိုင်းမှာရုန်းကန်မှုရှိတယ်ဆိုတာလက်ခံပါကိုတယောက်တည်းရုန်းကန်နေရတယ်လို့မထင်ပါနဲ့လူတိုင်းမှာကိုမသိတဲ့ပြဿနာတွေကိုမမြင်ရတဲ့ဒဏ်ရာတွေရှိတတ်ပါတယ်ဒါတွေကိုနားလည်ထားမယ်ဆိုရင်ကိုယ့်ရဲ့ဒုက္ခတွေကိုပေါက်ပွားသွားစေနိုင်တယ်လို့တခြားသူတွေကိုလည်းစာနာနားလည်နိုင်စွမ်းရှိလာမှာပါတခါတလေကိုတွေ့ကြုံနေရတဲ့ဒုက္ခတွေဟာကိုတယောက်တည်းအတွက်တီးတန့်မဟုတ်ဘူးဆိုတဲ့အသည့်ကစိတ်ကိုအင်မတန်သက်သာစေပါတယ်နံပါတ်8ကိုဝေဖန်တာကိုရပ်လိုက်ပါအထူးသဖြင့်မိမိကိုအထင်သေးတဲ့စကားတွေကိုချိုးနေတဲ့စကားတွေပြောနေတာကိုရပ်တန့်လိုက်ပါမိမိကိုချစ်တတ်တယ်ဆိုတာခံစားချက်တစ်ခုထက်လှုပ်ဆောင်ချက်တစ်ခုနဲ့ပိုတူပါတယ်တခြားသူတွေကိုဘယ်လိုထင်မလဲဆိုတာကိုအယမ်းမပူပင်ပါနဲ့ကိုတန်ဖိုးထားတတ်ဖို့ကိုအတွက်နယ်နိမိတ်တွေတတ်မှတ်ထားတတ်ဖို့လိုပါတယ်ကိုမလေးစားရင်တခြားသူတွေကလည်းကိုလေးလေးဆဆဆက်ဆံမှာမဟုတ်ပါဘူးနံပါတ်9ပြည့်စုံမှုကိုမမျှော်လင့်ပါနဲ့ပြည့်စုံအောင်လုပ်ဖို့စောင့်နေတာဟာတခါတလေကြောက်ရွံ့မှုကိုဖုံးကွယ်ထားတဲ့နည်းလမ်းတစ်ခုပါပဲတခုခုကိုပြည့်စုံအောင်အရင်မလုပ်နိုင်သေးဘူးဆိုပြီးမစတင်မဲမနေပါနဲ့အစင်းသင့်ဖြစ်ရင်ဆိုတဲ့အချိန်ကိုစောင့်မနေပါနဲ့အခုကိုလုံနိုင်တဲ့အတိုင်းအတာနဲ့စတင်လိုက်ပါပြည့်စုံတဲ့လုပ်ရက်ထက်လှုပ်ဆောင်နေမှုကပိုအရေးကြီးပါတယ်ကိုလှုပ်ချင်တာကိုအခုပဲစလိုက်ပါနောက်ကြမှစတာထက်အခုစတာကအကောင်းဆုံးပါပဲနံပါတ်10ဖီလန်ကဘယ်တော့မှမပြီးဆုံးပါဘူးကိုရှာဖွေတဲ့ခရီးဟာအဆုံးမရှိပါဘူးတခါတလေကိုလိုချင်တဲ့နေရာကိုရောက်ပြီလို့ထင်ရပေမဲ့နောက်တစ်ချိန်မှပြန်လဲစတင်ရပြန်တယ်ဒါပေမဲ့ဒါဟာဘဝရဲ့တာယာမှုပါပဲဘယ်တော့မှနောက်ကြမှပြန်စတာမဟုတ်ပါဘူးကိုအသစ်ပြန်လဲဖန်တီးဖို့ဘယ်တော့မှနောက်မကျပါဘူးအစင်မပြေတဲ့အချိန်တွေမှာခံနိုင်ရရှိဖို့ကိုယုံကြည်ဖို့အရေးကြီးပါတယ်
ဒီတော့ကျွန်တော်ဒီနေ့မျှဝေပေးခဲ့တဲ့အသက်30မတိုင်ခင်တည်ထားတဲ့ဘဝသင်ခန်းစာ10ချက်ကိုပြန်လည်သုံးသပ်ကြည့်အောင်ပါတစ်ချက်ကကိုယ်ပင်ကိုယ်စိတ်ကိုနားထောင်ပါနှစ်ချက်ကစွမ်းအင်ကိုချွေတာပါသုံးချက်ကမိတ်ဆွေဖွဲ့မှုမှာရင်းနှီးမြှုပ်နှံပါလေးချက်ကကိုယ့်ကိုယ်ကိုဂရုစိုက်ပါငါးချက်ကငွေကြေးစီမံခန့်ခွဲမှုစောစောလုပ်ပါ6ချက်ကကိုယ့်ကိုယ်ကိုဆက်လက်သင်ယူပါ9ချက်ကလူတိုင်းမှာရုန်းကန်မှုရှိတယ်ဆိုတာလက်ခံပါ10ချက်ကကိုယ့်ကိုယ်ကိုဝေဖန်တာကိုရပ်လိုက်ပါ9ချက်ကပြီးပြည့်စုံမှုကိုမမျှော်လင့်ပါနဲ့နောက်ဆုံးတစ်ချက်ကတော့ခီးလန်းကဘယ်တော့မှမပြီးဆုံးပါဘူးဒီချက်လေးတွေကိုကိုယ့်ဘဝမှာလက်တွေ့အသုံးချနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ